ကော်ရခါသီးကိုအစိမ်းတုပ်ပြပါမယ်ရှင်ကော်ရခါသီးဆိုလို့ရှင်ချက်စားကြတာကြော်စားကြရပဲအများကြီးထင်ပါတယ်နော်ကော်ရခါသီးကိုလေသင်္ဘောသီးလိုမျိုးအမြင်လေးရအောင်ချစ်ပြီးတော့စားနဲ့တေးရှာနေပြီးဆေးပါမယ်နေလိုက်တဲ့အချိန်မှာဒီလိုမျိုးလေးအရေထွက်လာတယ်ပေါ့အဲ့အရေကိုညှစ်ပြီးတော့ရေနဲ့3-5ကပြန်ဆေးပြီးတော့တေးရှာရေစင်အောင်ညှက်ပါမယ်ရေစင်မှတုပ်လို့ကောင်းတာပါကျွတ်ကလေးဖြစ်တာဒါကတော့မြေပေးစာထောင်းထားရယ်ပစွန်ကြောင်းထောင်းထားတာရယ်တမယာတီစီချက်ပါမယ်ဒါလေးကငပိကလေးကိုစီနဲ့အေးလေးကြော်ထားတာပါဒီအတုပ်တုပ်တဲ့ချိန်ကြောင်းရင်မကြီးရေမသုံးပါဘူးနှုံမိုးဆိုချွေးပြီးတော့စားမကောင်းလို့ပါနော်တမယာတီပဲသုံးပါတယ်မြေပေးစာကလေးကိုညက်နေအောင်ထောင်းတော့ပိုကောင်းတယ်ကျမကဒီနေ့တိတ်မညက်လိုက်ပါဘူးပါဝင်ပစ္စည်းအကုန်လုံးထည့်မယ်စားအချုံမုံထည့်မယ်ငယ်ပြားရင်မသုံးပါဘူးเนาะစားပဲသုံးပါနှုံမိုးဆိုလို့စီလေးမဖြစ်ပင်နဲ့စားမကောင်းပါဘူးချင်းအငယ်ကတော့ကိုလိုတလောက်ထည့်ပါပြီးသေးချာနေပြီးတုပ်ပြလိုက်လို့ရှင်ကော်ရခါတီအစိမ့်တုပ်ကလေးရပါပြီဒါလေးကသမင်းအရင်မိတ်ပါတယ်ကျမတငယ်ချင်းမေမေကနေပြီးတော့ကျမကိုတင်ပေးရပါဒီအတုံးကလေးကပဲမုံနဲ့လုံးဝမလိုက်ပါဘူးမြေပေးစံလေးနဲ့မှစိမ့်ချင်းငငယ်ဆက်ဆက်ကလေးစားလို့ကောင်းတာပါကျွတ်ကလေးပါနော်ငပိကတော့ကျမရောင်းနေမြင်ငပိအချိုလေးပဲတုံးထားတာပါရှင်